အားလုံးပဲမင်္ဂလာပါဒီတစ်ခါတင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ Legendary Fight 5ခုကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုလေးမစတင်ခင်မှာကျွန်တော် channel လေးကို subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုတင်သိရအောင်ဘေးကခေါင်းတောင်းဘတ်တန်လေးကိုလည်းနှိပ်ထားပေးပါအောင်ဗျကဲဒါဆိုချိန်လေးမဆွဲဗီဒီယိုလေးစလိုက်အောင်Number 5 Luffy vs Crocodile ဘဒဝအဖြစ်နဲ့အလာဘတ်ဆောင်ထိန်းချုပ်ထားတဲ့ Master Zero ခေါ် Crocodile ကိုဘယ်သူမှရံသမစရေးပါဘာလို့လဲဆိုတော့ Warlord တွေကလည်းဖြစ်တယ်Suna Nomi ခေါ် Sansan Fruit ရဲ့ပိုင်ရှင်လည်းဖြစ်တယ်ဗျဒီ Suna Nomi က Lugia တိုက်ဒီဘဲ Fruit ဖြစ်ပြီးတော့စားတဲ့လူကိုတဲအဖြစ်ပြောင်းသွားစေတယ်ဗျတဲအဖြစ်ပြောင်းသွားတဲ့အတွက်ဘလို့တိုက်ခိုက်မှုမျိုးကိုမှမထီတော့ပါဘူးဒါတွေလောက်နိုင်တာပြီးရင်သိမ်းမုံနိုင်တွေဖန်တီးတာတဲနဲ့လက်နက်တွေဖန်တီးတာတဲတွေကိုဂျွန်ကြအောင်ပြုလုပ်တာတွေအပြင်တက်ရှိတွေရဲ့ရေတောက်ကိုပါစော့ယူနိုင်မှာဒီလိုအစွမ်းနေရှိတဲ့တဲလူသားကြီး Crocodile နဲ့ Vivio ကူညီပေးခြင်းနဲ့ Explorer လာတဲ့ကောင်လေးတို့ရဲ့တိုက်ပွဲကအစားပြုလာပါတော့ဂရီတကူကြောက်တာတိုက်ခိုက်ဖို့ရွေးချယ်ခဲ့ပေမဲ့လည်း Alabasta လိုတဲကန်နိုင်ရမှာဖြစ်နေတဲ့တော့ Luffy ဟာတေမလို့အကြီးချင်းဖြစ်ခဲ့ပါတယ်ဒီ Suna Nomi ရဲ့အားနည်းချက်ကရည်ဖြစ်တဲ့ဆိုတာကိုသိသွားတဲ့ Luffy ရဲ့ဘက်မှာတော့Crocodile ကိုတာစီရလာခဲ့ပါတယ်ဗျ Mr. Zero ဘက်မှာတော့သူ့ရဲ့နောက်ဆုံးတိုက်ပွဲဖြစ်တဲ့သူလက်မှာထည့်ထားတဲ့ကြေးကောက်တွေကနေပြီးတော့အစိမ့်ငွေတွေထုတ်လုပ်ပြီးတိုက်ခဲ့ပါတယ်ဗျအဲ့ဒီအစိမ့်ငွေကလူကိုတီးစိန်လန်းလောက်တဲ့အထိကိုပြင်းထန်ပါတယ်လူဖီတော့ကတော့အယံကိုခက်ခဲတဲ့ပြန်မဖြစ်နေပေမဲ့လည်းဖူဖီကိုဂရီပေးထားတာရောအပြစ်မှာတော့စောက်ပေါ်ဖြစ်မှမှပတ်တဲမှာဆိုရင်အိုက်ကျူဆောင်ရန်ကောင်းလာရောကြောင့်နောက်ဆုံးမှာတော့အနိုင်ရရှိခဲ့ပါတယ်အယံကိုခက်ခဲတဲ့ရန်ကိုအနိုင်ပြသွားခဲ့တဲ့အတွက်ကြောင့်ဒီပတ်တဲကလည်းလုံးဝကြီးလို့ကောင်းတဲ့ပတ်တဲတွေတစ်ခုပဲဖြစ်ပါတယ် Number 4 YBF vs Money ဒီတိုက်ပွဲဟာ Money for War ဒါမှမဟုတ်ရင်ဒေပါတော်မဝါလို့လူသိများပြီး One Piece Manga နဲ့ Animation ရဲ့တမိုင်းမှာအကြီးမားဆုံးနဲ့အရေးပါဆုံးတိုက်ပွဲတစ်ခုဖြစ်ပါတယ်တိုက်ပွဲဖြစ်ပေါ်လာရတဲ့အဓိကအကြောင်းရင်းကတော့ YB ရဲ့ပင်လယ်ဓမြအဖွဲ့ရဲ့ဒုတိယတပ်မှုဖြစ်တဲ့ Pocket Ace ကိုကမ္ဘာအစိုးရရဲ့ရေတပ်ကဖမ်းဆီးပြီးလူပုံအလယ်မှာကွပ်မျက်ဖို့စီစဉ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ Ace က YB ရဲ့သားလိုမျိုးချစ်ခင်ရတဲ့လူဖြစ်ပါတယ်။ဒါကြောင့် Ace ကိုကယ်တင်ဖို့အတွက် YB ရဲ့ခေါင်းဆောင်တဲ့ YB ရဲ့ပင်လယ်ဓမြအဖွဲ့နဲ့သူ့ရဲ့မဟာမိတ်ပင်လယ်ဓမြအဖွဲ့အားလုံးစုပေါင်းပြီးရေတပ်ဌာနချုပ်ဖြစ်တဲ့ Marineford ကျွန်းကိုတိုက်ခိုက်ခဲ့ပါတယ်။အဓိကပါဝင်သူများYB ရဲ့ဘက်ကပါဝင်တဲ့သူတွေအနေနဲ့ကတော့ YB ရဲ့ကိုယ်တိုင်အဝတ်နူကိတ်ဖြစ်တဲ့ကမ္ဘာအင်အားအကြီးဆုံးအမျိုးသားလို့တတ်မှတ်ခံထားတဲ့သူပါရာမီဇီယာအမျိုးအစားဖြစ်တဲ့ဂူရာနိုမီအတီးကိုစားထားတဲ့သူနောက်ပြီးတော့ YB ရဲ့ပင်လယ်ဓမြအဖွဲ့ရဲ့တပ်မှု16ယောက်နဲ့အင်အားကြီးပင်လယ်ဓမြတွေပါဝင်တယ်မဟာမိတ်ပင်လယ်ဓမြအဖွဲ့43ဖွဲ့ပါဝင်ပြီးတော့နောက်ပိုင်းမှာရောက်ရှိလာတဲ့ Monkey D Luffy နဲ့အတူပဲအင်ဖေးတောင်းကထွက်ပြေးလာတဲ့သူတွေနဲ့အခြားထင်ရှားတဲ့ထောင်သားတွေအများပြားပါဝင်နေခဲ့တယ်ဗျရေတပ်ဘက်မှပါဝင်တဲ့သူများအနေနဲ့ကတော့ရေတပ်ဗိုလ်ချုပ်ကြီး3ဦးခေါ်3 Amare ဖြစ်တဲ့အကိုင်နုအာဦးဂီဂျီနဲ့ကီဇာရူတို့သူတို့3ဦးဟာ YBR နဲ့ရှင်ပြနိုင်တဲ့အင်အားကြီးလူများဖြစ်ပြီးလူကီယာအမျိုးအစားအတီးစားထားသူများဖြစ်ကြတယ်နောက်ပြီးတော့ရေတပ်သားစစ်တီတော်ပဲအယောက်3သိန်းကျော်ပါဝင်တယ်ဗျရေတပ်သား3သိန်းကျော်နဲ့သူပဲဂျိုင်းယန်နေမှာပါဝင်နေခဲ့တယ်ဗျပြီးတော့ Warlord of the Sea ရှိရှိဘူဂိုင်အစိုးရနဲ့ပေါင်းထားတဲ့ထင်ရှားတဲ့ပင်လယ်ဓမြ9ဦးပါဝင်မယ်ဗျပြီးတော့ရေတပ်ရေးစစ်ဦးကြီးချုပ်ဖြစ်တဲ့ဆန်ကိုကူလည်းပါဝင်နေပြီးတော့သူနဲ့တွဲဘက်ဖြစ်တဲ့ကပ်လည်းပါဝင်နေခဲ့တယ်ဒါအပြင် Pacifista တွေလည်းပါဝင်နေခဲ့တယ်မေလို့ရေတပ်ရဲ့ Vice Admiral တွေလည်းပါတယ်ဗျဒီလိုနဲ့ YB ရဟာ Marineford ရကာကွယ်ရေးတပ်ဖွဲ့တွေကြားတွေကိုသူ့ရဲ့ငလင်စွာအားဖြစ်တဲ့ Quick Power တွေနဲ့ထိုးဖောက်ဝင်အောင်ခဲ့ပြီးစစ်ပွဲကိုစတင်ခဲ့ပါတယ်။ Marineford ကျွန်းတစ်ခုလုံးတုံခါသွားတဲ့ဒီ YB ရဲ့အစွမ်းပြင်းထန်ခဲ့ပါတယ်။ရေတပ်ဗိုလ်ချုပ်ကြီး3ဦးနဲ့ YB တို့ရဲ့ကြား YB ရဲ့တပ်မှုတွေနဲ့ရှိဘူကိုင်းတွေရဲ့ကြားမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။အရေးကြီးတဲ့လက်ပြောင်းတွေကတော့ဒီချိန်မှာရောက်ရှိလာပါတယ်။လူဖီယာ ASEAN ညီဖြစ်တဲ့အတွက် ACE ကိုကယ်တင်ဖို့သူ့ရဲ့အဖွဲ့ဝင်တွေနဲ့သူရောက်ရှိလာပြီးစစ်ပွဲကိုပိုပြီးရှုပ်ထွေးစေခဲ့ပါတယ်။ YB ရဲ့အဖက်ကအစွမ်းကုန်စူးစမ်းခဲ့ပေမဲ့နောက်ဆုံးမှာအကိုင်နူရဲ့တိုက်ခိုက်မှုကြောင့် ACE ကခွင့်မြတ်ခံလိုက်ရပြီးကျဆုံးခဲ့ရပါတယ်။ ACE ရဲ့တည်ဆုံမှုဟာစစ်ပွဲတစ်ခုလုံးအတွက်အကြီးမားဆုံးဆုံးရှုံးမှုဖြစ်ပါတယ်
Hit သေဆုံးပြီးတဲ့နောက်ဒေါ်လာလျော်ရည်တပ်ကိုပြင်းပြင်းထန်ထန်ဆက်လက်တိုက်ခိုက်ခဲ့တဲ့ YBR ဟာဒဏ်ရာပေါင်းများစွာနဲ့ရက်နေရင်မှပင်ကြာရှုံးခဲ့ရပါတယ်။သူသေဆုံးချိန်မှာနောက်ကျောမှာဒဏ်ရာတစ်ခုမှမရှိခဲ့ပဲဂုံယူပဲသေဆုံးခဲ့ပါတယ်။ဒီနေရာမှာတစ်ခုပြောချင်တာ YBR ကလူတိုင်းသိကြတဲ့အတိုင်းစောင်းကမှန်တိုင်တယ်နဲ့တော်တော်လေးကိုစောင်းပါတယ်။အကိုင်းနူရဲ့အထက်တွေထိတာတော့အကိုင်းနူကိုခွေးလို့နွားလို့ပြန်ရိုက်ပြခဲ့တဲ့အပြင် Black Bear ကိုပါထိမ့်ပြသွားတယ်ဗျ။စိတ်ပိုင်မရိန်ဖို့ကျွန်းတစ်ခုလုံးကိုပါတစားစီလုံးပြလိုက်လို့ရပါတယ်။ဒါပေမဲ့အိုမင်းရောင်ပြီးဖြစ်တဲ့တော့မလွယ်ကူပါဘူး။အတူထုံးပြောရရင်ဆန်ကိုကူဟာမနိဖို့ဝါရဲ့နောက်ွယ်ကပဲကိုင်ရှင်ဖြစ်ပြီးတော့ YB ရဲ့ဘလောက်ဆောင်းလဲဆိုတာကိုတီလို့တမင်အင်အားအများပြားကိုတုံးပြီးတော့ထိန်းခဲ့တာပဲဖြစ်ပါတယ်။ YB ရဲ့တည်ဆုံးပြီးတဲ့နောက်ပိုင်းမှာ Black Bear ရဲ့အနေနဲ့ဒီကိုရာနိုမီအစွမ်းကိုခိုးယူသွားခဲ့တယ်ဗျ။ဒီဖြစ်ရဟာ One Piece သမိုင်းမှာပထမဦးဆုံးအတင်စွာအနှစ်ခုကိုပိုင်ဆိုင်သွားတဲ့အဖြစ်ပဲဖြစ်ပါတယ်Black Bear ရဲ့ဝင်ရောက်လာမှုနဲ့အင်အားကြီး YB ရဲ့ကြာရှုံးမှုတို့ကြောင့်စစ်ပွဲကမထိန်ချုံနိုင်အောင်ဖြစ်လာပါတယ်။နောက်ဆုံးမှာတော့ဟဲရှန်ဦးဆောင်တဲ့ရှန်ပင်လင်ဓမြဖွဲရောက်ရှိလာပြီးနှစ်ဖက်စလုံးတိုက်ပွဲရပ်တန့်မှုတောင်းဆိုခဲ့ပါတယ်။ရှန်ရဲ့ဝင်ရောက်ဆွဖမ်းမှုကြောင့်ကမ္ဘာစစ်အစိုးရနဲ့ရေတပ်တို့ဟာစစ်ပွဲကိုအဆုံးသတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့ပဲရှန်ဟာ YB နဲ့ Israel ရုံလောင်းတွေယူပြီးတော့အုပ်ကူလေးအဖြစ်ထားခဲ့ပေးပါတယ်။ဒီခိုက်တန့်လေးကတော့ကျွန်တော် One Piece fan ရဲ့ရင်ထဲမှာဒီနေ့ထိရှိနေအောင်မဲ့အခိုက်အတန့်လေးတစ်ခုဖြစ်နေသေးပါပဲ။နံပါတ်3 Zoro vs King ဒီတိုက်ပွဲကဝါနိုအမှဖြစ်ပွားခဲ့ပြီးဆောအဖိုင်တွေအဖွဲ့ဝင် Zoro နဲ့ Beast Fight တွေအဖွဲ့ဝင် Kaido ရဲ့အင်အားကြီးဆုံးလက်ယုံဖြစ်တဲ့ King နဲ့ Whitefire တို့ရဲ့အဆုံးဖြတ်တိုက်ပွဲပဲဖြစ်ပါတယ်။သူတို့နှစ်ဦးထဲကနေပြီးတော့ Zoro ဘက်ကကြည့်မယ်ဆို Monkey D. Luffy ရဲ့ပထမဦးဆုံးအဖွဲ့ဝင်ဖြစ်ပြီးကမ္ဘာအကောင်ဆုံးဒါရမာ War Song ကဆော့မှန်ဖြစ်လာဖို့ရည်မှန်းထားတဲ့သူ။ကင်းမက်ကကြည့်မယ်ဆိုရင်သူ့နာမည်အရင်ဟာအိုက်ပါကိုက်ဒိုရဲ့ထိတ်တန့်လက်ယုံသုံးဦးအော်စာဒါမောကလမတီကပ်ပေးဆိုတဲ့တရားတအူးဖြစ်ပြီးတော့ဇိုဝါအမျိုးအစားဖြစ်တဲ့ရိုင်ယိုနိုမီမော်ဒယ်ဖရနတွန်ကိုစားထားတဲ့သူဟာရှေးဟောင်းလူမျိုးစုဖြစ်တဲ့လူနာရီယန်နေရဲ့နောက်ဆုံးကျန်ရည်သူတအူးပဲဖြစ်ပါလူနာရီယန်နေဟာမိကိုဖန်တီးနိုင်တဲ့စွမ်းရည်ရှိပြီးတော့သူတို့ရဲ့နောက်ကျော်မှာမီလီယံနေရှိနေတဲ့အခါမှာကာကွယ်မှု defensive စွမ်းအလွန်မြင့်မားပေမဲ့စပီပိုင်းမှာတော့အရန်ကိုနေကွေးပါတယ်မီလီယံနေငိမ့်သွားတဲ့အခါမှာတော့ defensive အားနည်းသွားပြီးတော့စပီပိုင်းမှာထောင်တက်သွားတယ်ဒီအချက်ကိုဇိုဒိုကတိုက်ပွဲရဲ့နောက်ပိုင်းမှာနားလည်သွားခဲ့ပါတယ်ကင်းကသူ့ရဲ့လူနာရီယန်စွမ်းအားနဲ့ထရနတွန်ရဲ့စွမ်းအားတွေကိုအသုံးပြုပြီးဇိုဒိုကိုပြပြင်းထန်ထန်ဖိအားပေးခဲ့ပါတယ်ဇိုဒိုဟာသူ့ရဲ့ပုံမှန်ဓာတ်၃ကြောင်းစက်တိုင်ဖြစ်တဲ့ဆန်တိုတူနဲ့တိုက်ခိုက်ခဲ့ပေမဲ့ကင်းရဲ့မီလီယံတွေပါတဲ့ကာကွယ်မှုအလွန်ခက်ခဲခဲ့ပါတယ်။ဇိုဒိုရဲ့ဓာတ်ချက်တွေဟာကင်းရဲ့ခန္ဓာကိုယ်ကိုထိခိုက်မှုမပေးနိုင်လောက်အောင်ကိုဖြစ်ခဲ့ရပါတယ်။ဇိုဒိုဟာကိုဂရာဟာကီကိုအသုံးပြုနိုင်သူဖြစ်တယ်ဆိုတာကိုဒီတိုက်ပွဲမှာပိုပြီးအတည်ပြုနိုင်ခဲ့ပါတယ်။ပြင်းထန်တဲ့တိုက်ပွဲတွေကြားမှာဇိုဒိုဟာကင်းရဲ့တိုက်ခိုက်မှုကိုအသေးစိတ်လေ့လာခဲ့ပါတယ်။သူဟာကင်းရဲ့နောက်ကျော်အမီလီယံတွေလောက်ကျွမ်းနေတဲ့အချိန်ဖြစ်တဲ့ defense မှုမှာကင်းရဲ့ရွေ့လျားမှုဟာနေကွေးတာကိုတပိတိပြုမိခဲ့ပါတယ်။မီလီယံနေငိမ့်သွားတဲ့အချိန်ဖြစ်တဲ့စပီမှုမှာတော့ကင်းရဲ့အရှင်ဟာအလွန်မြင့်မားသွားပေမဲ့သူ့ရဲ့ခန္ဓာရည်အား durability ကျဆင်းသွားတာကိုဇိုဒိုဟာနားလေသဘောပေါက်သွားပါလားဒီလူဝက်ချက်ကိုနားလေသွားတဲ့အခါဇိုဒိုဟာသူ့ရဲ့တိုက်ခိုက်မှုစနစ်ကိုပြောင်းလဲခဲ့ပါတယ်ဇိုဒိုဟာကင်းရဲ့မီးငိမ့်တဲ့အချိန်ဖြစ်တဲ့စပီမှုအချိန်ကိုစောင့်ဆိုင်ပြီးတိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့စပီမှုမှာခန္ဓာရည်အားကျဆင်းနေခြင်းကြောင့်ပဲဖြစ်တယ်ဇိုဒိုဟာသူ့ရဲ့ကွန်ကရာဟာကီကိုဓာတ်ပေါ်မှာပေါင်းစပ်ထည့်သွင်းပြီးတော့အင်အားကိုအမြင့်ဆုံးမြင့်တင်ထားခဲ့ပါတယ်။နောက်ဆုံးမှာတော့ဇိုဒိုဟာသူ့ရဲ့အပြင်းထန်ဆုံးနည်းစနစ်ဖြစ်တဲ့ King of Hill 3 Sword Style ဒန်ဂိုကိုအိုရီဂီနီနဲ့ King of Hill 3 Sword Style 108 pound penis တို့ကိုအသုံးပြုခဲ့ပါတယ်။ကင်းဟာသူ့ရဲ့အစွမ်းကုန်တိုက်ခိုက်ခဲ့ပေမဲ့လည်းဇိုဒိုရဲ့ကွန်ကရာဟာကီနဲ့ပေါင်းစပ်ထားတဲ့ဓာတ်ချက်တွေအောက်မှာပဲနောက်ဆုံးမှာအရှုံးပေးကျရှုံးသွားခဲ့ပါတယ်ဇိုဒို vs ကင်းတိုက်ပွဲဟာဇိုဒိုတို့အလွန်အရေးကြီးတဲ့အလိပ်ပြောင်းတစ်ခုပဲဖြစ်ပါတယ်ဇိုဒိုဟာသူ့ရဲ့ကွန်ကရာဟာကီကိုစစ်ပွဲတစ်ခုလုံးမှာအပြေးဝထိန်းချုပ်အသုံးပြုနိုင်ခဲ့ပြီးသူ့ရဲ့စွမ်းအင်အဆင့်ဟာအမရေဒိုမဟုတ်ယွန်ကိုလက်ယုံအဆင့်ကိုရောက်ရှိသွားပြီဆိုတာကိုသက်သေပြခဲ့ပါတယ်ကင်းဟာကိုင်ဒိုရဲ့အခရာကျတဲ့လက်ယုံတအုပ်ဖြစ်ပြီးသူ့အနိုင်ယူလိုက်ခြင်းအဖြစ်ဇိုဒိုဟာဆောအဖိုင်တဲ့အဖွဲ့ရဲ့ဒုတိယခေါင်းဆောင်ဖြစ်တဲ့ရဟန်နေယာကိုခိုင်မာစေခဲ့ပါတယ်ကင်းကိုနိုင်ယူလိုက်ခြင်းအဖြစ် Beastဖိုင်ဒီစစ်သက်ကြီးရဲ့အင်အားကိုထိထိရောက်ကြောကြစေခဲ့ပြီးတော့ဝါနုန်တိုင်းပြည်ကိုလွတ်မြောက်အောင်ကြိုးပမ်းရမှာအဓိကအထောက်အကူဖြစ်စေခဲ့ပါတယ်။နံပါတ်1 Luffy vs Katakuri Luffy နဲ့ Katakuri တို့ရဲ့တိုက်ပွဲဟာ One Piece ရဲ့ Woken Island မှာပါဝင်တဲ့အရေးပါဆုံးတိုက်ပွဲတွေတစ်ခုပဲဖြစ်ပါတယ်။ဒီတိုက်ပွဲဟာ Luffy ရဲ့ခွန်အားနဲ့စိတ်ဓာတ်ကိုအကြီးကျယ်စမ်းသပ်ခဲ့တယ်လို့ Observation Haki ကိုကျွမ်းကျင်စွာအသုံးပြုနိုင်ဖို့ Luffy ကိုသင်ယူစေခဲ့တဲ့တိုက်ပွဲလည်းဖြစ်ပါတယ်။
ဘစ်မန်ရဲ့ပိုင်နယ်တစ်ခုဖြစ်တဲ့ဝိုကိတ်အိုင်လန်ကမေရာဝေါ်ထဲမှာတိုက်ခိုက်ခဲ့ကြတာပါလူဖီယာသူ့ရဲ့ပေါင်းသင်းတွေကိုလွတ်မြောက်ဖို့အချိန်ရအောင်ကာတာကူရီကိုဒီကပါတယ်ဆွဲခေါ်ခဲ့တာပါနှစ်ဖက်ပြိုင်ဘက်များအနေနဲ့ကတော့တစ်ဖက်မှာကမန်ကီဒီလူဖီဆိုဟာဖိုင်ဒီရဲ့ကပတိန်တစ်ဖက်မှာတော့ရှာလော့ကာတာကူရီဘစ်မန်ဖိုင်ဒီရဲ့စီကွန်မနာတူဖြစ်ပြီးတော့ဘယ်ဒီ1ဘီလီယံတန်ကြေးရှိတဲ့လူတစ်ယောက်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာလူဖီယာဘယ်ဒီတန်း900ပဲရှိပါသေးတယ်ကာတာကူရီရဲ့စွမ်းရည်မူချီနိုမီဆိုတဲ့စပယ်ဆယ်ပါရာမီဇီယာမျိုးစားဒီဘက်ဖူကိုစားရပြီးဒုက္ခနာကိုမူချီအဖြစ်ပြောင်းလဲနိုင်ပါတယ်မူချီဆိုတာကတော့ဂျပန်ရိုးရာကောင်းရင်းဆန်တစ်ခုနဲ့လောက်တာတဲ့မဟုတ်ပဲဖြစ်ပါတယ်အဲ့မူချီနိုမီကိုအဝင်ကန်နင်းကိုပါအသုံးပြုနိုင်ပြီးပတ်ဝန်းကျင်ကိုပါမူချီအဖြစ်ပြောင်းလဲဖြစ်နိုင်ပါတယ် Future Science Observation Haki ကိုပါအသုံးပြုနိုင်ပြီးတော့ Future Science Observation Haki ကတော့တိုက်ပွဲမစားခင်ခဏတာအချိန်တိုလေးကိုကြိုမြင်နိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။အဲဒီစွမ်းရည်ကြောင့်ပဲလူဖီရဲ့တိုက်ခိုက်မှုတွေကိုလည်းတကူရှောင်သိမ်းနိုင်ခဲ့ပါတယ်။ကာတာကူရီရဲ့ Future Side Haki ကြောင့်လူဖီကလုံးဝထိအောင်မထိုးနိုင်ခဲ့ပဲလောမှုခံခဲ့ရပါတယ်။ကာတာကူရီကလူဖီရဲ့တိုက်ခိုက်မှုတွေကိုကြိုမြင်ပြီးရှောင်သိမ်းခြင်းဒါမှမဟုတ်သူ့ရဲ့မူချီစွမ်းရည်နဲ့ပုံစံသူတိုက်ခိုက်မှုဥပမာမူချီဆူကီတွေနဲ့ပုံမအားကောင်းအောင်ပြန်တိုက်ခိုက်ခဲ့ပါတယ်။လူဖီယာကီယာ4ကိုအသုံးပြုခဲ့ပေမဲ့လည်းကာတာကူရီရဲ့တံပြန်တိုက်ခိုက်မှုတွေကိုမကျော်လွှားနိုင်မဲ့ခြေမောင်းများစွာရှုံးနေလူနေပါဖြစ်ခဲ့ပါတယ်။အချင်းချင်းလဲခံရခြင်းတရားရရှိခြင်းတို့မှာသစင်လူဖီယာကာတာကူရီရဲ့ Future Side Haki ကိုစတင်တဘောပေါက်လာပြီးသူကိုယ်တိုင်လည်းတိုက်ပွဲတွေအဲ့ဒီဆွဲရည်ကိုနှိုးချစေဖို့ကြိုးစားခဲ့ပါတယ်။လူဖီယာတရားတွေနဲ့နာချီမှုကိုမမှုပဲတိုက်ပွဲကိုဆက်လက်ဆင်နွှဲခဲ့ပါတယ်။လူဖီရဲ့စိတ်သက်ခိုင်မာမှုနဲ့မြည်သည့်အခါမှာလက်မလျှော့ခြင်းတို့ကကာတာကူတီကိုအားသိနေခဲ့တဲ့အပြင်တိုက်ပွဲတွေမှာကာတာကူတီရဲ့ညမဖြစ်သူရှာလော့ဖလန်ဘေးကဝင်ရောက်နှောက်ယှက်ခဲ့ပြီးလူဖီကိုတရားရစေခဲ့ပါတယ်။တရားရအောင်လုံးလိုက်ပေမဲ့လည်းတမကျသောရှင်းပြိုင်လို့စိတ်ရှိတဲ့ကာတာကူတီဟာဒီလိုရက်ကိုမကြိုက်တဲ့အတွက်သူ join တဲ့ဆိုတဲ့သုံးခွာပါတဲ့လန်နဲ့ထုံးနှက်ပြီးလူဖီနဲ့အချင်းချင်းတူအောင်ဖန်တီးခဲ့ပါတယ်။ဒီအချက်ဟာပဲတိုက်ပွဲရဲ့အရေးကြီးတဲ့လက်ပြောင်းတစ်ခုဖြစ်ခဲ့ပါတယ်လူဖီယာသူ့ရဲ့အစင်းမြင့်ကီယာဟိုပုံစံအသစ်ဖြစ်တဲ့စနိတ်မန်ကိုပထမဦးဆုံးအချိန်ဖြစ်ထုတ်ဖော်အသုံးပြုခဲ့ပါတယ်စနိတ်မန်ပုံစံဟာပုံမှန်ကီယာဖိုတဲ့အချိန်ပုံမြန်မီယန်တို့ကိုထိမိတဲ့အထိလုံနိုင်တဲ့ပြောင်းလဲပြင်လွယ်ရှိတဲ့တိုက်ခိုက်မှုတွေကိုအဓိကထားပါတယ်စနိတ်မန်ပုံစံရဲ့လင်းမြန်တဲ့တိုက်ခိုက်မှုတွေကြောင့်ကာတာကူရီရဲ့ Future Side ကနေသစင်ကြိုမြင်ပြီးတံပြန်တိုက်ခိုက်ဖို့ပုံမခက်ခဲလာခဲ့ပါတယ်သူတို့နှုတ်စလုံးသူတို့ရဲ့အစွမ်းကုန်တိုက်ခိုက်မှုတွေနဲ့ထိတ်ထိုင်ရင်ဆိုင်ခဲ့ကြပါတယ်။ကာတာကူရီရဲ့ဇန်လီမိုချီနဲ့လူဖီရဲ့ကင်းကော့ဗရာတို့ကပြင်းထန်စွာတိုက်မိပြီးတော့နှုတ်စလုံးတိုက်ရန်ပြင်းထန်စွာနဲ့လဲကျခဲ့ပါတယ်။ဒါပေမဲ့လူဖီကသူ့ရဲ့မယုံနိုင်တော့အောင်ခိုင်မာတဲ့စိတ်ဓာတ်ကြောင့်အရင်ဆုံးပြန်ထားနိုင်ခဲ့ပါတယ်။ကာတာကူရီကလူဖီရဲ့ခိုင်မာတဲ့ရည်မှန်းချက်ကိုမြင်ပြီးသူ့ကိုလက်ခံယုံကြည်သွားကသူ့ရဲ့နောက်ကျောနဲ့မြေပြင်ပေါ်ကိုလဲကျသွားခဲ့ပါတယ်ဒီတိုက်ပွဲကလူဖီတို့ရုပ်ပိုင်းဆိုင်ရာအရာရောစိတ်ပိုင်းဆိုင်ရာအရာရောကြီးမားတဲ့တိုးတက်မှုကိုရရှိစေခဲ့ပါတယ်။ကာတာကိုရီးယားရုပ်ပိုင်းဆိုင်ရာအရာနိုင်ရနိုင်ပေမဲ့လည်းလူဖီရဲ့စိတ်ဓာတ်ကိုမချိုးဖျက်နိုင်ခဲ့တာကြောင့်တိုက်ပွဲရဲ့စိတ်ပိုင်းဆိုင်ရာအစိတ်အပိုင်းမှာရှုံးနေခဲ့တာလို့ယူဆလို့ရပါတယ်။လူဖီကဒီတိုက်ပွဲကနေတစ်ဆင့် observation haki ကိုကျွမ်းကျင်စွာအသုံးပြုနိုင်လို့ဖြစ်လာခဲ့ပါတယ်။နံပါတ်1လူဖီ vs ကိုက်ဒိုလူဖီနဲ့ကိုင်တိုတို့ရဲ့တိုက်ပွဲဟာဝါနိုကန်ထရီအိုက်ရဲ့အဓိကအခန်းကဏ္ဍဖြစ်ပြီး One Piece သမိုင်းမှာအကြီးကျယ်ဆုံးတိုက်ပွဲတွေထဲကတစ်ခုပါဒီတိုက်ပွဲဟာအမှန်တကယ်တော့တစ်ချိန်နဲ့တော့တိုက်ပွဲမဟုတ်ပဲလူဖီရှုံးနေပြီးအရှင်းမြင့်တဲ့မှုတွေလုပ်ပြီးမှအကျဉ်းချင်းပြန်လည်ရင်ဆိုင်ခဲ့ရတာပါပထမဆုံးရင်ဆိုင်မှုလူဖီဟာတကယ်ချင်းသားမကိုကိုင်တိုကထိခိုက်ခဲ့တာကိုသိပြီးဒေါသတကြီးနဲ့ကိုင်တိုရဲ့ငကားပုံစံကိုဝင်တိုက်ခိုက်ခဲ့ပါတယ်ကိုင်တိုရဲ့အင်အားကိုအထင်သေးပြီးလူဖီဟာစကန်ကီယာနဲ့တက်ကီယာတို့ကိုအသုံးပြုပြီးထိုးနှက်ခဲ့ပေမဲ့ထိရောက်မှုမရှိခဲ့ပါဘူး။ကိုင်တိုကလူသားပုံစံကိုပြောင်းတန်နာပါကွာဆိုတဲ့လွန်စွာအားကောင်းတဲ့တုတ်ချက်တစ်ချက်တည်းနဲ့လူဖီကိုချက်ချင်းအလဲထိုးနိုင်ခဲ့ပါတယ်။ဒီတိုက်ပွဲကလူဖီနဲ့ယွန်ကိုတို့ရဲ့အဆင့်အတန်းကွာခြားမှုကိုပြသသွားပါတယ်။လူဖီယာဥဒွန်ထောင်ထဲမှာအဗန်အမမဟာကီကိုတင်ယူပြီးနောက်ကိုင်တိုနဲ့ဘစ်မန်တို့ကိုအိုနီဂါရှိမာရဲ့ခေါင်မိုးပေါ်မှာဖိုက်စူပါနိုဝါဖြစ်တဲ့ဇိုရိုလော်ကီကေလာတို့နဲ့အတူပဲပြန်လည်ရင်ဆိုင်ခဲ့ပါတယ်။လူဖီယာဂီယာ4ပေါက်မှန်နဲ့စတင်တိုက်ခိုက်ခဲ့ပြီးအဗန်အမမဟာကီရဲ့စွမ်းအားကြောင့်ကိုင်တိုကိုပထမဆုံးအကြိမ်ဖြစ်တကယ်တမ်းထိခိုက်စေနိုင်ခဲ့ပါတယ်။ဇိုရိုနဲ့လော်တို့၏အခန်းကဏ္ဍကတော့သူတို့ဟာကိုင်တိုကိုလော်ရဲ့ပန့်ချာဝီးဇိုရိုရဲ့အာရှူရာစားတဲ့အားကောင်းတဲ့တိုက်ခိုက်မှုတွေနဲ့ထိခိုက်စေပြီးလူဖီအတွက်လမ်းဖွင့်ပေးခဲ့ပါတယ်။ဘစ်မန်ကိုတော့ခေါင်းမိုးပေါ်ကနေဖယ်ရှားနိုင်ခဲ့ပါတယ်
ဘစ်မန်ကိုဖယ်ရှားပြီးလူဖီနဲ့ကိုက်ဒိုတို့တာကြံရှိချိန်မှာတိုက်ပွဲကအဆင့်မြင့်တဲ့အနေအထားကိုရောက်ရှိသွားပါတယ်။တိုက်ပွဲလဲမှာလူဖီကကွန်ကရာဟာကီကိုအမမတ်ဟာကီလိုပဲခန္ဓာကိုယ်နဲ့လက်နက်တွေမှာတုံးဆွဲပြီးတိုက်ခိုက်နိုင်တဲ့နီလန်ကိုနိုးထားသွားခဲ့ပါတယ်။ဒီစွမ်းအင်ကြောင့်လူဖီကကိုက်ဒိုကိုဂီယာ4မတုံးပဲပင်ထိရောက်စွာထိုးနှက်နိုင်ခဲ့ပြီးဒန်းလူနီးပါးရင်ဆိုင်နိုင်ခဲ့ပါတယ်။ကိုင်တိုကြီးအားသာချက်ကတော့ကိုင်တိုကသူ့ရဲ့ future side observation ဟာကီနဲ့ develop ရဲ့ပုံစံအမျိုးမျိုးဥပမာ hybrid found, Joachim, ပါကွာဖောင်တို့ကိုအသုံးပြုပြီးလူဖီကိုချိန်ပေါင်းများစွာအနိုင်ယူပြီးပြင်းထန်စွာဒဏ်ရာရစေခဲ့ပါတယ်လူဖီကိုတင်လို့နေပါအနိုင်ယူခဲ့တဲ့အခြေအနေတွေလည်းရှိခဲ့ပါတယ်ကိုင်ဒိုရဲ့နောက်ဆုံးထိုးနှက်ချက်တစ်ခုကြောင့်လူဖီရဲ့နှလုံးခုန်နိုင်ရန်တန့်သွားပြီးရှုံးနိမ့်သွားတယ်လို့ထင်ခဲ့ရပေမဲ့ဒီဘက်ဖူရဲ့နှိုးထားမှုကနေပြန်လည်ရှင်သန်လာခဲ့ပါတယ်လူဖီရဲ့ဒီဘက်ဖူဟာဂူမူနိုမီမဟုတ်ပဲအမှန်တကယ်ကမတီကေဇွန်1တိုက်ဖြစ်တဲ့ဟီတိုနိုမီမိုဒယ်နီကာဖြစ်ပြီးနိုးထားလာတဲ့အခါဂီယာဖစ်ကိုရရှိခဲ့ပါတယ်ဂီယာဖစ်ရဲ့စွမ်းရည်တွေကတော့လူဖီကိုရောဘာရဲ့စွမ်းအားတွေကိုပုံမမြင့်တင်မိတဲ့အပြင်ပေါ့ဝင်ချင်းရှိအရာဝတ္ထုတွေကိုပါရောဘာတဘောတရားတိုင်းပြောင်းလဲစေနိုင်တဲ့စွမ်းရည်နဲ့ကာတွန်းဆန်တဲ့အသွင်ပြင်ကိုရရှိစေပါတယ်လူဖီယာပျော်ရွှင်စွာရင်မောရင်ကိုက်ဒိုရဲ့အကြီးစားတိုက်ခိုက်မှုတွေကိုလစ်လျူရှုပြီးကြီးမားတဲ့လက်သီးများဥပမာဂိုမူနိုဂျန်ယန်နဲ့ကိုက်ဒိုကိုကစားခဲ့ပါတယ်နောက်ဆုံးမှာကိုက်ဒိုကသူ့ရဲ့ခန္ဓာကိုယ်ကိုအေယာမမင်းနဂါကြီးဖြစ်ပြောင်းလဲပြီးအားအကောင်းဆုံးမီလီယံတိုက်ခိုက်မှု frame တွက်ကို touch ကိုအသုံးပြုခဲ့ပါတယ်လူဖီကလည်းဂီယာဖေးရဲ့အကြီးဆုံးလက်တီဖြစ်တဲ့ဂူမူနိုဘဂျရန်ဂန်ကိုအဗတ်ကွန်ကရာဟာကီနဲ့ပေါင်းဆက်ပြီးပြန်လည်တိုက်ခိုက်ခဲ့ပါတယ်လက်တီနှစ်ခုတွဲဆုံတဲ့အခါမှာလူဖီရဲ့ဘဂျရန်ဂန်ကအကိုက်ဒိုရဲ့မီနဂါကိုအနိုင်ယူပြီးကိုက်ဒိုကိုမြေပြင်အောင်နဲ့အထိထိုးချနိုင်ခဲ့ပါတယ်ဒီတိုက်ပွဲဟာလူဖီကိုဝါနိုရဲ့လွန်မြောက်ရေးကိုစောင့်ကြည့်ပေးခဲ့တဲ့အပြင်ကဘာပေါ်ကယွန်ကို၄ယောက်တည်းကတအူးကိုအနိုင်ယူပြီးနောက်ယွန်ကိုအသစ်အဖြစ်အတိမတ်ပြုခံရတဲ့အပြောင်းလဲကိုပါဖန်တီးပေးခဲ့ပါတယ်တကယ်ချင်းတို့အနေနဲ့ရောဘေးတိုက်ပွဲကိုကြီးလို့အကောင်းဆုံးလည်းဝင်ပြောပေးခဲ့ပြကြပါအောင်နောက်ဗီဒီယိုမှာကျွန်တော်ထိုင်လာတဲ့သူပြန်တွေ့ပါမယ်